adjective phrases adjective phrase ဆိုတော့မြန်မာလို့ဆိုရင်တော့နာမ်ကို attribute သောစကားစုများလို့ခေါ်ပါတယ်ဆိုတော့ adjective phrase တွေကိုစတင်ပြီး၃နည်းရှိပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ preposition လို့ခေါ်တဲ့ verb နဲ့စရတယ် verb ဆိုတာမြန်မာလို့ in on it to near under between among from beside and to for or with by ဆိုပြီးတော့ရှိရပေါ့ဆိုတော့ဒီမှာ example လေးကြည့်လိုက်ပါဦး on the table စပွဲပေါ်တွင်ရှိသော on on ဆိုတဲ့ preposition နဲ့စရတယ် under the tree တစ်ပင်အောက်တွင်ရှိသော and the garden ဥယျာဉ်ထဲတွင်ရှိသောဒီ on တို့ under တို့ and တို့ဆိုတာ preposition ပေါ့အဲ့လို preposition နဲ့စရတဲ့ adjective phrase တွေရှိတယ်နောက်တစ်ခါ an ing verb လို့ခေါ်တဲ့ verb ing နဲ့စရတဲ့ adjective phrase တွေလည်းရှိတယ် example အနေနဲ့ဆိုရင်တော့ sitting or alone တယောက်တည်းထိုင်နေသော talking to the teacher ဆရာမနဲ့စကားပြောနေသော watching TV ကြည့်နေသောဒါတွေကတော့ verb ing နဲ့စတဲ့ adjective phrase တွေရဲ့နမူနာလေးတွေပါနောက်တစ်ခုကတော့ ed en verb လို့ခေါ်တဲ့ verb 3နဲ့စပါတယ်အဲ့တော့ painted by ဥပကြီးပကြီးဆရာကြီးဥပကြီးရေးဆွဲထားသော written in Japanese ဂျပန်ဘာသာဖြင့်ရေးသားထားသော made in Germany ဂျာမနီနိုင်ငံတွင်ထုတ်လုပ်သောစသဖြင့် verb 3နဲ့စတဲ့ adjective phrase တွေပါဆိုတော့ adjective phrase တွေကိုစတင်ပြီး၃နည်းရှိတယ် preposition verb နဲ့စမယ် ing verb ဘာညီနဲ့စမယ် ed en verb လို့ခေါ်တဲ့ verb 3နဲ့စမယ်ပေါ့ဒီ၃မျိုးနဲ့စတယ်လေးရှိပါတယ်ဆိုရင် adjective နဲ့ adjective phrase ရဲ့ရှာနာချက်ကလေးကိုလည်းပဲသိဖို့လိုပါတယ် adjective ဆိုတာကတော့သူအထူးပြုတဲ့ noun ရဲ့ရှေ့မှာနေလေးရှိတယ်ပေါ့ဆိုတော့ a golden crown ရွှေရောင်တရဖူသို့မဟုတ်ရွှေဖြင့်ပြုလုပ်ထားသောတရဖူဒီ golden ဆိုတဲ့ adjective က crown ဆိုတဲ့တရဖူဆိုတဲ့ noun ကိုနောက်က noun ကိုသွားပြီးတော့အထူးပြုတယ်ပေါ့ဆိုရင် adjective လုံးနဲ့ဒီသူအထူးပြုတဲ့ noun ရဲ့ရှေ့မှာရှိတယ် adjective phrase ကကြတော့so a crown made of gold ရွှေဖြင့်ပြုလုပ်ထားသောတရဖူဆိုတော့ made of gold ဆိုတဲ့ adjective phrase လေးကရှေ့က crown ဆိုတဲ့ noun ကိုသွားပြီးရှေ့က noun ကိုသွားပြီးတော့ထူပြုတယ်ဆိုတော့ဒီမှာမှတ်ထားရမှာက adjective တစ်လုံးနဲ့ဆိုရင် noun ရဲ့ရှေ့မှာရှိပြီးတော့ adjective phrase ဆိုရင်တော့ noun ရဲ့နောက်မှာရှိပါတယ်ဒါလေးပဲ꿰ပါတယ်ဆိုရင်ဒီမှာဥပမာလေးထပ်ကြည့်ပါဦး a blue sea အပြာရောင်ပင်လယ် blue ဆိုတဲ့ adjective က sea ဆိုတဲ့နောက်က noun ကိုထူပြုတယ်A sea of blue colors အပြာရောင်ရှိသောပင်လယ်ဆိုတော့ဒီမှာ of blue colors ဆိုတဲ့ adjective phrase ကရှေ့က sea ကိုသွားပြီးတော့ထူပြုတယ် A white elephant ဆင်ဖြူတကောင်ဆိုတော့ white ဆိုတဲ့ adjective က elephant ဆိုတဲ့နောက်က noun ကိုထူပြုတယ် An elephant with white skin အဖြူရောင်သားရည်ရှိသောဆင်ဆိုရင်လည်းပဲအတူတူပဲဒါပေမဲ့ဒီမှာ adjective phrase နဲ့ရေးထားတယ် with a white skin ဆိုတဲ့ adjective phrase ကရှေ့က an elephant ကိုသွားပြီးတော့ရှေ့က noun ကိုသွားပြီးတော့ထူပြုတယ်The Korean flag Korea အလံ Korean ဆိုတဲ့ adjective က flag ဆိုတဲ့ noun ကိုသွားအထူးပြုတယ် The flag of Korean ဆိုတဲ့ adjective phrase ကရှေ့က flag ကိုသွားပြီးတော့အထူးပြုတယ် So a blue eyed girls blue eye ဆိုတဲ့ adjective ပေါ့လေလုံးတွဲ adjective ကပြောင်မျက်လုံးရှိသော main ကလေးဆိုတော့ blue eye ဆိုတဲ့ adjective ကနောက်က girl သွားပြီးတော့အထူးပြုမယ် A girl with blue eyesအပြောင်မျက်လုံးများရှိတဲ့ main ကလေး with blue eyes ဆိုတဲ့ adjective phrase ကရှေ့က girl ကိုသွားပြီးတော့အထူးပြုမယ်ဆိုတော့ example လေးကြည့်မယ် The book on that table belongs to me The book on that table ထိုစပွဲပေါ်တွင်ရှိသော on that table ဆိုတဲ့ထိုစပွဲပေါ်တွင်ရှိသောစာအုပ်က belong to me ကျွန်တော်ပိုင်ပါတယ်တဲ့ on that table ဆိုတဲ့ adjective phrase ကရှေ့က the book ဆိုတဲ့ noun ကိုသွားပြီးတော့အထူးပြုထားတယ်ပေါ့ Do you know that girl sitting over there Do you know မင်းသိရလား that girl ထို main ကလေးကို sitting over there ထိုနားတွင်ထိုင်နေသောဆိုတော့ sitting over there ဆိုတဲ့ adjective phrase လေးကရှေ့က girl ကိုသွားပြီးတော့အထူးပြုပါတယ် Watches made in Switzerland are very good Watches လက်ပတ်နိုင်တွေ made in Switzerland နိုင်ငံတွင်ထုတ်လုပ်ထားသောလက်ပတ်နိုင်တွေ are very good အလွန်ကောင်းကြတယ်ဆိုတော့ made in Switzerland ဆိုတဲ့ adjective phrase ကရှေ့က watches ဆိုတဲ့ noun ကိုသွားပြီးတော့ထူးပြုပါတယ်ဒါကြောင့်ဒီ adjective phrase လေးတွေဟာသူတို့ရဲ့ရှေ့က noun ကိုသွားပြီးတော့ထူးပြုတယ်ဆိုတာကိုလေ့လာရပါတယ်ဆိုတော့ exercise လေးတော့ပါမယ်exercise copy the sentence below in your exercise book သင်ရဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာအောက်ကဝါကျကိုပြန်ရေးပါ then ပြီးတော့ bounce the adjective phrase in each sentence ဝါကျတစ်ကြောင်းချင်းစီမှာပါတဲ့ adjective phrase တွေကို bounce လုပ်ပါဆိုတာ၄တောင်ဘောင်ခတ်ပါပေါ့ and ပြီးတော့ use an arrow မြားလေးသုံး to show the noun it modifies ၎င်းအထူးပြုလိုက်တဲ့ noun ကိုပြသဖို့အတွက်မြားလေးလည်းထည့်ပေးပါတဲ့ဆိုရင် number 1 ကြည့်မယ် Plays and Poem written by Shakespeare
are not easy to understand place and bomb ပြဆက်တွေကြပြားတွေပေါ့ written by Shakespeare ရေးသားထားသောကြပြားတွေပြဆက်တွေဆိုတာတဲ့ are not easy to understand နားလည်ဖို့တော့မလွယ်ဘူးတဲ့ဒီ sentence မှာ adjective phrase ကိုရှာမယ်ဆိုရင် adjective phrase ဆိုတာဘာနဲ့စလဲဆိုတော့ preposition ဝိဘတ်နဲ့စတာရှိမယ် verb 3နဲ့စတာရှိမယ် verb ing နဲ့စတာရှိမယ်ဒီမှာဆိုတော့ written by Shakespeare ဆိုတဲ့ verb 3နဲ့စထားတယ် Shakespeare ရေးသားထားသောဆိုတဲ့ adjective phrase လေးက she are place and bomb ဆိုတဲ့ noun ကိုသွားပြီးတော့ attribute တွေဆိုတာလေးဒီလိုလေးပေါင်ခတ်မယ် arrow လေးထိုးမယ်ပေါ့ဒါဆိုရပါပြီ Number 2 egg from Uber poultry fund are big and fresh Uber ရဲ့မွေးမြူရေးရှမ်းမဥများသည်ပေါ့ကျေဥတွေဘဲဥတွေဆိုတာတဲ့ are big and fresh ကြီးမားလက်ဆက်ပါတယ်ပေါ့အဲ့ဒီမှာကြည့်လိုက်မယ်ဆို adjective phrase ကဘာနဲ့စထားလဲဆိုတော့ preposition from ဆိုတဲ့စကားလုံးနဲ့စထားတယ် from Uber poultry fund ဆိုတဲ့ adjective phrase လေးက share egg ကိုသွားပြီးတော့ attribute တော့တွေ့ရမယ် Number 3 that boy and the grand shark is my cousin ဒီအစိမ်းရောင်ရှမ်းညီလေးဝတ်ထားတဲ့ကောင်လေးဟာ is my cousin ငါရဲ့ဝန်ခွဲညီကိုတော်တယ်ဆိုအဲ့မှာ and that grand shark in preposition နဲ့စတဲ့ adjective phrase လေးက share that boy ဆိုတဲ့ noun ကိုသွားပြီးတော့ attribute တွေ Number 4 the two men talking under the tree are engineers the two men လူကြီးနှစ်ယောက်ပေါ့ talking under the tree တပြင်းအောက်တွင်စကားပြောနေသောလူကြီးနှစ်ယောက်ဟာ engineer တွေဖြစ်ပါတယ်တဲ့ so အဲ့ဒီမှာ talking under the tree ဆိုတဲ့တပြင်းအောက်တွင်စကားပြောနေသောဆိုတဲ့ adjective phrase လေးကရှေ့က the two men ဆိုတဲ့ noun ကိုသွားပြီးတော့ attribute ပါတယ်အဲ့ဒီမှာသတိထားမှာ verb 3တွေ verb ing တွေရှေ့မှာ verb 3တွေ verb ing တွေရှေ့မှာverb to be တို့ verb to have တို့မပါဘူးအဲ့ဒါတွေပါရင် verb ဖြစ်သွားမယ်ဘာမှမပါဘူးဆိုမှသာလျှင်အဲ့ verb 3တွေ verb ing တွေရှေ့မှာ helping verb တွေမပါဘူးဆိုရင်တော့ဒါဟာ adjective phrase ပေါ့ adjective phrase ပေါ့ Number 5 the bridge across the river is more than 50 years old ဒီမြစ်ကိုဖြတ်ထားတဲ့တရားဟာဖြတ်ကူးထားတဲ့တရားဟာ is more than 50 years old နှစ်ပေါင်းတက်တန်ပေါင်း50နှစ်တက်တန်ပေါင်း50လောက်ရှိပါပြီတဲ့50ကျော်ပြီပေါ့ so across the river ဒီမြစ်ကိုဖြတ်တန်းထားတော့ဆိုရယ် adjective phrase across ဆိုရယ်ဖြတ်တန်းရေးဆိုရယ် preposition နဲ့စားထားပါတယ် across the river ဖြတ်တန်းထားတော့ဆိုရယ် adjective phrase ကရှိရ the bridge တရားဆိုရယ် noun ကိုသွား attribute Number 6 book sold and the leather shop are quite cheap ဒီဆိုင်သေးလေးတွင်ရောင်းသောစာအုပ်များတဲ့ books စာအုပ်တွေ sold and the leather shop ဒီဆိုင်ငယ်လေးတွင်ရောင်းသောစာအုပ်များ are quite cheap အလွန်ဈေးလျှို့ so and the leather shop ဆိုတဲ့ adjective phrase က share book ဆိုတဲ့စာအုပ်တွေကိုတွားပြီးတော့ attribute တွေ့ရမယ် Number 7 these lunch packets are for those workers resting under the tree these lunch packets ဒီနေ့လေစာအထုပ်လေးတွေပေါ့ဖြစ်ပါတယ် for those ကအလုပ်သမားတွေဖြစ်တယ် resting under the tree ထို့တပင်အောက်တွင်အနားယူနေသောအလုပ်သမားတွေဖြစ်ပါတယ်အဲ့မှာ resting under the tree တပင်အောက်တွင်အနားယူနေသောဆိုတော့ verb ing နဲ့စတဲ့ adjective phrase လေးကရှေ့က those workers ဆိုတဲ့ noun ကိုသွား attribute တွေ့ရပါမယ် Number 8 all those watches and the showcase are made in Japan all those watches ဒီလက်ပတ်နိုင်ရအောင် and the showcase ဒီဘယ်လိုပြောမလဲဒီပြခန်းထဲမှာရှိတဲ့သို့မဟုတ်ဒီအထူးပြသထားတဲ့ဗီဒီယိုထဲမှာရှိတဲ့လက်ပတ်နိုင်လေးတွေဟိုတဲ့ are made in Japan နိုင်ငံမှာထုတ်လုပ်ထားတာပါတဲ့ဆိုတော့အဲ့မှာ and that showcase ဆိုတဲ့ဒီအထူးပြသထားတဲ့ဗီဒီယိုထဲတွင်ရှိသောဆိုတဲ့ adjective phrase လေးရရှိ all those watches ဆိုတဲ့ noun ကိုသွားထူပြပါတယ် Number 9 have you read any detective story written by Agatha Christie Agatha Christie ရေးသားထားသော detective story any detective story စုံထားဝတ္ထုတပုတ်ပုတ်ကိုတပုတ်လောက်များ have you read မင်းဖတ်ဖူးတာရှိသလားပေါ့ဆိုတော့အဲ့မှာကြည့်မယ်ဆိုရင် adjective phrase က written by Agatha Christie ဆိုတဲ့ verb 3နဲ့စားထားတာကိုတွေ့ရလိမ့်မယ်အဲ့ဒီ adjective phrase ကရှေ့က any detective story ကိုသွားပြီးတော့ attribute တွေပေါ့စုံထားဝတ္ထုတပုတ်ဆိုတဲ့ noun ကိုသွား attribute Number 10 any book borrowed from our library must be written in 2 weeks so any book ဘယ်စာအုပ်မဆိုပေါ့ borrowed from our library ငါတို့ရဲ့စာကြည့်တိုက်ကနေငှားယူထားတဲ့ဘယ်စာအုပ်မဆို must be written ပြန်ပို့ရမယ် in 2 weeks နှစ်ပတ်အတွင်းပြန်ပို့ရမယ်ဒီ sentence မှာ adjective phrase ကကြတော့ borrowed from our library ဆိုတဲ့ adjective phrase borrow ပတ်3နဲ့စတယ်ခြေက any book ဆိုတဲ့ noun ကိုသွားပြီးတော့ attribute တွေ့ရပါလိမ့်မယ် Okay ကျေးဇူးတင်ပါတယ်